ဒီနေ့ကတော့မလေးရှား KNCC Twin Tower ရဲ့အောက်ဘက်မှာရှိတဲ့ရေအောက်ငါးပြားတိုက်ကိုခွန်သားမှာဖြစ်ပါတယ်။အဲ့ဒီမှာငါးမျိုးစုံကိုရင်သက်ရှုမောပဲတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ကိုကဓာတ်ပိုရိုက်တာကြိုက်တဲ့သူတွေဆိုရင်ဓာတ်ပိုရိုက်ဖို့လှတဲ့အရန်လှတဲ့နေရာလေးတွေလည်းအများကြီးရှိတာပေါ့နော်။မလေးရှားကိုအလဲလာတဲ့သူဆိုရင်လည်း KNCC ကို Twin Tower ကိုအလဲလာရင်းနဲ့အခြေရခဲ့ရင်လည်းအဲ့ဒီငါးပြားတိုက်ကိုသွားဖို့အကြံပေးပါတယ်နော်။မလေးရှား KN Twin မှာနေတဲ့တကယ်ချင်းတွေလည်းပါမမရှိပဲ overstay နဲ့နေတဲ့သူတွေကလည်းအလဲသွားချင်ရင်သွားလို့ရပါတယ်။ဝင်ကြီးကတော့ ringgit 60နေပြီးတော့80အတွင်းပေးရတာပေါ့နော်။ဈေးကနည်းနည်းများတယ်ဆိုပေမဲ့ဒီကိုကမလေးရှားမှာရောက်နေတဲ့အတော်အတွင်းအဲ့ဒီငါးပြားတိုက်လေးကိုတော့သွားဖို့ကြံပြုပါတယ်နော်။အဲ့ဒီငါးပြားတိုက်ထဲမှာဗီဒီယိုထဲမှာမပါတဲ့ jellyfish တို့လိုငါးမျိုးတွေလည်းအများကြီးရှိတာပေါ့နော်တခြားအမျိုးအစားငါးတွေလည်းအများကြီးရှိတယ်ဒီလိုချစ်စရာကောင်းတဲ့ပိုးလေးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့မလေးရှားမှာရှိနေတဲ့တငယ်ချင်းတို့လည်းမရောက်သေးရင်သွားလဲကြဖို့အကြံပြုချင်ပါတယ်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နော်